အားလုံးပဲမင်္ဂလာပါ JK Football Channel နဲ့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ share လုပ်ပေးခြင်းနဲ့ exercise တွေကတော့ကျွန်တော် shooting ဘိုင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပြီးတော့ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ shooting မကန်ခင်မှာတောင်းလေးကို fitting တွန်းကြည့်မှာဖြစ်ပါတယ် okayအားလုံးပဲကျွန်တော်ဗီဒီယိုလေးသဘောကျတယ်ဆိုရင်ကျွန်တော် channel လေးကို like subscribe လုပ်ပြီးတော့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြမယ်